မင်္ဂလာပါဒီတစ်ခေါက်တော့ regular polygon ရဲ့ interior angle ရှာတဲ့ formula လေးကိုဆွေးနွေးကြရအောင်ဆိုတော့ဒီမှာကျွန်တော်ပုံလေးခုပြင်ဆင်ထားပါတယ် triangle rectangle pentagon and hexagon ပေါ့နော်ပထမပုံမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ triangle ဆိုတော့အနာကဘယ်နှနာရှိလဲဆိုတဲ့ဟာကိုစပြီးတော့မှကြည့်မယ်ပေါ့နော်ဒါဆိုရင်အနာ3နာရှိတယ်ဆိုတာတွေ့ရတယ်အဲ့တော့ interior angle က180 degree ရှိတယ်လို့ကျွန်တော်တို့သိတယ်ပေါ့နော်Okay ဒါဆိုရင်တော့ rectangle ကိုကြည့်မယ် rectangle ကိုကြည့်တဲ့အခါမှာအနာ4နာရှိတယ် interior angle total interior angle ကဘယ်လောက်ရှိလဲဆိုတော့ triangle နှစ်ခုစာပေါ့နော်ဒီမှာကျွန်တော်တို့ဒီကနေဖြတ်မယ်ဆိုရင် triangle နှစ်ခုစာဖြစ်မယ်ဆိုရင်180 degree ရှိမယ်ပေါ့နော်ဒါဆိုရင်တော့360 degree ရှိပါတယ် Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာpentagon ကိုပြန်ကြည့်မယ်ပေါ့နော် pentagon ကိုကြည့်မယ်ဆိုရင် triangle ဘယ်နှခုရှိလဲဆိုတဲ့ဟာကိုခွဲလိုက်မယ်ခွဲလိုက်လို့ရှိရင်ကျွန်တော် triangle 3ခုဆိုတာတွေ့ရမယ်အနားကတော့5ခုရှိပြီးတော့မှ interior angle က triangle 3ခုစာရှိပါမယ်ဒါဆိုရင်တော့940 degree ပေါ့ Okay hexagon ကိုကြည့်မယ်ဆိုရင်တော့ triangle ဘယ်နှခုရှိတယ်လဲပေါ့နော် triangle 1 2 3 4ပေါ့4ခုရှိတယ်အဲ့တော့သူ့ရဲ့အနားကတော့6ခုရှိပြီးတော့မှ interior angle ကိုလိုချင်ရင် triangle 4ခုစာမြောက်ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့920 degree ရှိပါမယ် Okay ဒီလိုနည်းနဲ့ကျွန်တော်တို့ဒီမှာ pattern လေးကိုတွေ့သွားပြီပေါ့နော် pattern လေးကိုတွေ့သွားပြီဆိုရင်ကျွန်တော်တို့သူ့ရဲ့ general formula ထုတ်လို့ရပါပြီဆိုတော့regular polygon ရဲ့ interior angle ကိုလိုချင်တယ်ဆိုရင်တော့number of size ကိုကျွန်တော်တို့ကနှစ်နှုတ်ရမှာဖြစ်ပါတယ်ပြီးတော့လို့ရှိရင်တော့180 degree နဲ့မြောက်လို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ formula လေးထွက်လာပါပြီ Okay နားလည်မယ်လို့မျှော်လင့်ပါတယ်ကိုဖာရာကို try ကြည့်ချင်တယ်ဆိုရင်တော့အကယ်၍များsize ကဒါ regular polygon ရဲ့ size ကဒါ8ခုရှိတယ်ဆိုရင်တော့ interior angle ကိုဘယ်လိုရှာမလဲဆိုတော့ n -2 ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာသူ့ရဲ့ size လေးကို x ဆိုပြီးတော့မှထည့်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီလိုလေးတွက်လို့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့x - 2ဆိုတော့6 times 180 degree ဆိုတော့ဘယ်လောက်ရမလဲဆိုတော့1080 degree ဆိုပြီးတော့မှရမှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်